ဒီညမလေးရေးထားတဲ့ comment လေး reply ပြန်ပေးကြည့်လို့ပါเนาะသူရေးထားတာအမလေးဟဲတဲ့နှစ်နှစ်မှစုမိမယ်ဆိုတော့ဟဲတဲ့သူများနိုင်ငံမှာပဲသွားလုပ်တော့မယ်တဲ့လူပင်မမိနှစ်နှစ်ကိုမစုမိဘူးဆိုရင်เนาะတဲ့မလုပ်တော့ဘူးဟေးတဲ့ဟုတ်ပါတယ်ညမလေးနှစ်နှစ်မှစုမိမယ်ဆိုတာเนาะနှစ်နှစ်မှစုမိမယ်လို့တော့အကိုသုံးလုံးတာမဟုတ်เนาะနှစ်နှစ်ကနေ9နှစ်အချိန်ပေးရမယ်လို့အကိုသုံးလုံးတာပါเนาะနှစ်နှစ်ကနေ9နှစ်အချိန်ပေးရမှာပါညီမလေးရေနှစ်နှစ်နဲ့လည်းစုလို့မရသေးပါဘူးเนาะနှစ်နှစ်နဲ့လည်းစုလို့မရသေးပါဘူးညီမလေးအဲ့ရေးထားတဲ့ comment ထဲမှာပါတာဗာလဲနိုင်ငံခြားမှာတော့အလုပ်လုပ်တော့မယ်နိုင်ငံခြားမှာတော့အလုပ်လုပ်တော့မယ်ဆိုပြီးတော့ရေးထားတာပေါ့เนาะညီမလေးရေကဲအကိုကလည်းပြန်ပြီးမယ်နိုင်ငံခြားမှာညီမလေးနှစ်နှစ်လုပ်ပြီးရင်ညီမလေးဗာဆက်လုပ်မှာတော်လုံးနိုင်ငံခြားမှာနေမှာလားညီမပြီးပြန်မလာတော့ဘူးလားညီမလေးလုံနိုင်တဲ့အချိန်နဲ့ဥပမာဆိုရပါဆိုညီမလေးရေညီမလေး9နှစ်10နှစ်15နှစ်အနည်း20နိုင်ငံခြားမှာညီမလေးတော့အလုပ်လုပ်မယ်အဲ့ရှာရတဲ့ပတ်စံနေညီမလေးစုထားမယ်ညီမပြီးပြန်လာလို့ရှိရင်ညီမပြီးပြန်လာလို့ရှိရင်ညီမလေးဘာလုံးပါလဲညီမလေး9နှစ်10နှစ်15နှစ်အနည်း20ရှာရတဲ့ပတ်စံနေညီမလေးကျန်တဲ့ဘဝကိုညီမလေးအေးဆေးဆေးဖြတ်သန်းလို့ရမယ်လို့ညီမလေးထင်လားညီမလေးထင်လားညီမလေး10နှစ်ပဲဖြစ်ဖြစ်10နှစ်9နှစ်ပဲဖြစ်အနည်း20ပဲဖြစ်ညီမလေးစုဆောင်းရှာဖွေထားတဲ့ပတ်စံနေညီမလေးစုလို့ရတယ်ဆိုတဲ့ငွေတွေနဲ့ညီမလေးကျန်တဲ့ဘဝတန်တန်းတစ်လျှောက်လုံးမြန်မာပြည်မှာအေးလူနေလို့ရမယ်လို့ညီမလေးထင်လားနော်ညီမလေးရဲ့နော်အဲ့တော့အကိုပြောချင်တဲ့အဓိပ္ပာယ်ညီမလေးရဲ့နိုင်ငံခြားသွားတယ်ဆိုတာအရင်นี่သွားစုတာနေနေတော့အကိုအားပေးတယ်နော်အရင်นี่မရှိလို့အရင်นี่သွားစုတယ်အားပေးတယ်လက်ခံတယ်ဒါပေမဲ့ထိုက်တဲ့အရင်นี่ရလာလို့ရှိရင်မြန်မာနိုင်ငံမှာကိုယ်ပိုင်စီးပွားလုံးမှာပဲညီမလေးဘဝရဲ့နောက်ဆုံးအချိန်ကြီးအေးဆေးဆေးဖြတ်သန်းလို့ရမှာပါလို့เนาะညီမရေเนาะအကူကတော့သိနေအောင်ဝန်ထမ်းအောင်ပါ